Okay အဲ့ဆိုရှင်တို့ဒီနေ့ဒီပုံလေးဆွဲကြည့်မယ်ပေါ့နော်အဲ့ဆိုရင်ဒီပုံလေးမဆွဲခင်ရှင်တို့ဘာလေးဆွဲမလဲဆိုတော့အရင်ဆုံးဒီဘက်ကအဝေးဒီအဝိုင်းလေးတစ်ခုနဲ့ဒီဆက်လုံးလေးဆွဲမယ်ပေါ့နော်အဲ့ဆိုရှင်တို့ဒီအောက်ကဆက်လုံးလေးကနေစဆွဲမယ်သူက radius 8ရယ် radius 18နော်အဲ့ဆိုရင်ဆက်လုံးဆွဲမယ်ဆိုတော့ C enter point တစ်ချက်ကလေးရှာမယ် H enter ပြီးရင် C enter ပဲ point ရှာမယ် enter L enter နဲ့ကျွန်တော်အပေါ်ကို reference မြင်တဲ့ကြောင်းဆွဲမယ်သူကဘယ်လောက်กว่าလဲဆိုတော့85กว่าလဲဆိုတော့ကျွန်တော်အပေါ်ကိုမြင်ထောင်ပြီးတော့85 enter ပြီး C enter ကျွန်တော် number point တစ်ချက်ကလေးရှာမယ်သူ radius အပေါ်ကဆက်လုံးနှလုံးကသူက diameter နဲ့ပြီးထားတာ diameter 26ရယ် diameter 52အဲဆိုရင် C enter point တစ်ချက်ကလေးရှာပြီးတဲ့အချိန်မှာ D enter ထပ်ခေါင်းမယ်26 enter C enter point တစ်ချက်ကလေးရှာမယ် D enter 50နဲ့ enter 50 enter အဲဆိုရင်ကျွန်တော်ဒါလေးရတယ်နော်အဲဆိုရင်သူ့ကိုကျွန်တော်အဝိုက်လေးဝိုက်မယ်နော်ဒီအဝိုက်လေးက radius 150ဒီယောက်က radius 8နော်အဲဆိုရင် F enter R enter sorry fill နဲ့မရှိဘူးကျွန်တော်ကလည်းဆိုရင် C enter 10 radius နဲ့ဆိုရင်ရှက်ကလေးမယ်တစ်ရှက်ကလေးမယ်150 enter okay အဲ့ဒါလေးတစ်ခုရသွားပြီပြီးရင်ကျွန်တော်C enter ပဲ10 radius တက်ခေါ်မယ်ဒီဘက်တစ်ချက်ကလေးမယ်ဒီဘက်တစ်ချက်ကလေးမယ်100 enter TR enter နဲ့ဖြတ်မယ်အဲ့ဒါကျွန်တော်ဗာလေးရတိုင်းလဲဆိုတော့ white ကလေးနဲ့ဒီဘက်နှလုံးရတာပြီးရင်ကျွန်တော်ဒီဘက်ကိုကူးမယ်ဒီဆက်ဝိုင်းပတ်ပတ်လေဟာလေးဆွဲချင်တယ်ဆိုသူကဒီ center နဲ့သူ center တွေက80ဝေးလို့ဆိုတော့ enter ဘယ်ကထွက်မလဲဆိုကျွန်တော်ဒီဆော့ဆော့ဆွဲထား reference မြင်နေရတယ်ဒီဘက်ကို80 enter okay ပြီးအဲ့ဆိုဒီ point လေးရအဲ့ရနေရှင်ဒါလေးကိုဆွဲမယ်ဆိုသူရဲ့ diameter 30 C enter point တစ်ချက်ကလေးရှာမယ် D enter 30 enter okay အဲ့ရပြီပြီးကျွန်တော်ဒီပတ်လေမှာရှိတဲ့အဝိုင်းလေးကိုဆွဲမယ်ပေါ့အဲ့တော့သူနဲ့သူ့ပတ်လေကအဝိုင်းကြားတွေကဘယ်လောက်กว่าလဲဆိုတာလေးကသူပေးထားတယ်33.5กว่าတယ်တဲ့အဲ့ဆိုရင် C enter သူ့မှာကျတော့ point တစ်ချက်ကလေးရှာမယ်33.5နဲ့ reference cycle လေးတစ်လုံးဆွဲလိုက်ပြီးရင်ကျတော့ C enter ဒီအတိတ်တက်မှာသူ့ရဲ့ဆက်လုံးလေးက diameter 21.9ပဲအဲ့ဆိုရင် D enter 21.9 enterဒီ array ပါမယ် array enter ဒီစလုံးအသေးလေးကိုတစ်ချက်ကလေးမဲ့ enter ခေါက်မယ် polar နဲ့ပွားမယ်ဒီ center ကနေပွားမှာဘယ်နှလုံးလဲဆိုတော့2 4 6 8လုံးအဲဆိုကျွန်တော်ဒီ item မှာ6နေရာမှာကျွန်တော်ပြင်မယ်ဆိုရင်8 enter ခေါက်ခေရဆိုရင်ဒီ8လုံးလေးရသွားတယ်နော်အဲဆိုရင်ဒီသူ့ကိုကျွန်တော်အပေါ်ကနေ white ထားတဲ့ဒီ white ကြီးက radius 50နဲ့ C enterဒီကနေပဲ radius 50 enter ဆိုရတခုလုပ်လိုက်ပြီးရင်ကျတော့ဖြတ်လို့ရပြီလဲဆိုရင်ဒီ reference line လေး delete လုပ်လိုက်လို့ရပြီပြီးရင်ကျတော့ဘာဖြတ်ရမလဲနော်ဘာဖြတ်မလဲဆိုတော့ကျတော့ဒီမှာဟိုဘက်ဒီဘက်ကိုဆက်ထားတဲ့မြင်လေး L enter ပြီးတော့ဒီကောင်နဲ့ဒီကောင်တွေက radius မတူဆိုရင် L enter ပြီးတာနဲ့ shift right click ခံမယ် tangent ခေါ်မယ်ဒီမှာတစ်ချက်ကလစ်မယ် shift right click ခေါ်မယ် tangent ခေါ်မယ်ဒီမှာတစ်ချက်ကလစ်ပြီး L enter ပဲ shift right click ခေါ်မယ် tangent ယူမယ် shift right click ခေါ်မယ် tangent ယူမယ်ဒီမှာတစ်ချက်ကလစ် okay အပြင် TR enter ကျွန်တော်ဖြတ်လို့ရလဲဆိုတော့ဒါလေးဖြတ်မယ်ဒါလေးဖြတ်မယ်ဒါလေးဖြတ် okay ဆိုကျွန်တော်ဒီပုံလေးပြီးသွားပြီ